မင်္ဂလာပါ Taste of Yangon စီစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါရယ်မာရီယာဘိုးထောင်ကန်းထားပတ်ရိုက်ကွေးရှိအောင်မလို့ကန်နာလန်42လမ်းတောင်းက Union Buy Grey မှာညနေစာဝင်စားဖြစ်တယ်။စိုင်နှဲဝင်လိုက်တာနဲ့ရုပ်ရှင်ပိုစတာတွေခေဟောင်းသတင်းစာကြော်ညာဖြတ်ပိုင်းတွေနေရန်ပြည့်ကတ်ထားပြီးတော့မိအုပ်ဆောင်လှလှလေးနဲ့အရန်အောင်မှာ unit ဖြစ်တဲ့အဆိုင်ပြင်ဆင်လေးကိုလည်းတွေ့ရမှာပါ။ Football table လေးတွေ့ရတယ်မာရီယာလည်းဘယ်နှပွဲဝင်ဆော့လိုက်သေးတယ်။မာနာရီဆော့နေတော့အကောင်းဆုံးချိန်ထုတ်နေပါပဲ။ Classic ဆန်တဲ့တရှင်းတိုင်ငိမ့်ငိမ့်ညောင်လေးနဲ့မလို့အစားတောက်တင်လာกินနေရအောင်ဆိုင်နေသားနဲ့ရမ်းမိုက်နေပြီ။မာထားရီတော့ရောက်လာပြီ။ Big plate, peri peri chicken, beef pie နဲ့ Harvey Union အရသာချွချွရှိရတင်းတင်းလေးငါ့ဟူလေးလိုထင်တာ strawberry ရတာလေးဖြစ်နေတယ်။စားပြီရှင်။ချွချွရရနူနူအီအီပုံမွေးစေးစေးစစ်စစ်ပိုင်ပိုင်ရတာတွေညဉ့်ညိုင်ဆိုင်မဲမာရီယာအလောအကြီးအများကြီးမာလိုက်ပြီးတော့တော်တော်အချိန်ကိုစားလိုက်ရတယ်။ဘိုင်လဲဝကျေလဲကျင်းနေပြီ။ Union Bar ကညာလိုက်တယ်မှာလည်းရှိရနော်။